ဒီကောင်လေးပါတယ်ဆိုတော့ဒီနားရေဟောင်းဒီပါရေပြင်လို့ရှိမှာနော်ပြောမယ်ဆိုရင်ဝိုက်ဦးလေးဟောင်းလေးပြင်ဝိုက်ဦးလေးပေါ့နော်မာတော့ဒါသူဒီတော့လေဒီစီလို့ကျွန်တော်လည်းတော့မှာစကားတိုက်လို့တော့ဟုတ်ကဲ့ပါဒီတော့ဆောကကျွန်တော်ဒီဝါလိုက်လေးပို့လာပြီးတော့ဒီစီနိုင်နေပါတယ်ကျွန်တော်အလကားပို့လာပြီးတော့ပေါ့နော်အဲဒီကြောင့်လည်းဒီစီမှာလည်းပို့ခါပါကျွန်တော်ထုတ်ပေးကြမလို့ဆိုတော့ဘယ်လိုဒီစီနာမှာဒီဟုတ်ကဲ့ပါဘာလို့အလုပ်ဒီမှာဒီစီတွေလည်းဒီစီမှာလည်းအပေးတွေဒီစီမှာလည်းဒီတော့ဆောဆိုင်မှာလည်းဒီစီမှာလည်းတစ်တော့လည်းဒီစီမှာလည်းအကုန်လုံးကိုဒီစီမှာလည်းဒီစီရဲ့ဒီလောက်ပါပဲဟိုးလေးတွေပါလေဟိုးလေးဥမာပုံပြက်တွေပါလေစီလို့ပြန်လဲကလိရှင်လဲဆွေတယ်ပေါ့နော်ဒါလေးကိုဈေးနည်းနည်းလေးနဲ့ဝယ်လာပြီးတော့လက်ဆောက်ဖို့ကလိဒီလေးကိုရပါတော့ကျွန်တော်ကဘာလို့ပါလဲတော့ကလိရတာဝယ်တာပါလို့အဲတော့ကျွန်တော်ဒီကောင်လာတာတောင်းပြတော့စီးတာပြီးတော့ဘာလို့ဒီမှာလဲလို့ပြောမှာလဲဒီတော့ဆောဒီစီကြည့်ရအောင်ဒီဆောဒီစီကြည့်ပူလာရအောင်သူကဖောင်းပါပြင်နဲ့ကလိရပါတော့ဗါလဲပူလဲတို့ဒါလေးဒီပါနော်အဲကျွန်တော်ကအလကားအခမ်းအနားတောင်းတာပါနော်ကျွန်တော်ပြရပြီးလို့ပြပြပါတယ်စိတ်ဝင်စားရဆိုရင်ချင်းပါလေးကျွန်တော်ချထားပေးပါတယ်ခင်ဗျဈေးရလည်းမများဘူးနော်ဒီကောင်လေးလို့ဆိုရင်340 50 60အဲ့လောက်ပဲရှိတယ်100တော့မရောက်ဘူးအခုချိန်လို့ပြောတာပေါ့နော်နောက်ကျရင်တော့ဈေးဘယ်လိုလာပြောင်းနေတော့မသိပါဘူးအခုကတော့ကျွန်တော်ဖော်လေးတွေကလိဟောအဟောင်းလေးတွေပေါ့နော်ကလိကြည့်ချင်လို့ကျွန်တော်သွားပြီးတော့တောင်းလာတာပေါ့နော်ဒီတော့ဆိုကျွန်တော်ပို့လာပြီးလို့လဲကျေးဇူးတင်ပါတယ်ဆိုင်မှာလည်းကျေးဇူးတင်ပါတယ်ညဟုတ်ကဲ့ကျွန်တော်ချင်းပါလေးချထားပေးပါတယ်။ဘုံရကြည့်စုလေးလာလို့ရပါတယ်ည။ဒီအားလုံးကျေးဇူးတင်ပါတယ်။